ကျွန်တော်အင်တာဗျူးတွေ့ကြုံလို့ရှင်လို့ဆိုပြီးတမင်သက်ဘတ်စကားကအကုန်ခံပြီးတော့သွားဖြေတဲ့အင်တာဗျူးတွေအများကြီးရှိတယ်အဲ့လိုမျိုးအင်တာဗျူးတွေဖြေရင်းနဲ့မှာအခုဆိုရင်အင်တာဗျူးဖြေတာထမင်းစားရည်တော့ဗျာအရင်တော့အချိန်ပိုင်းလို့2ခုလုပ်တယ်ဗျာအဲ့ကနေမှကျွန်တော်ကအဲ့တရားတစ်ခုကဗျာကျွန်တော်စိတ်ပင်ပန်းလို့ဆိုပြီးတတိယနဲ့နည်းနည်းအဆင်မပြေလို့ဆိုပြီးတော့တတိယတော့မထုတ်ဘူးဒါပေမဲ့တတိယတော့သဘောကျတယ်ဒါပေမဲ့သူကနည်းနည်းပွားတာဗျာပွားစီပြောတာများလို့ဆိုပြီးကျွန်တော်အောင်နောက်လို့ဆိုပြီးတော့ထွက်လိုက်တာဗျာထွက်လိုက်တော့ကျွန်တော်ဒီချိုင်းမှာအလုံးမရဘဲနေရကျွန်တော်တစ်လကျော်လောက်ဖြစ်သွားအဲ့နဲ့ကျွန်တော်စားလုပ်မယ်ဆိုပြီးတော့လောက်ကလည်းရှာလို့ရှာဗျာတာကြီးအားသုံးကိုစားကြီးမရှာဘူးဗျာပေါ့ပါလေးပဲရှာရင်းနဲ့ကျွန်တော်အခုကျတော့မနေ့ကကျွန်တော်အင်တာဗျူးသွားဖြေလိုက်တဲ့လောက်ကဒီနေ့မနေ့ပြန်စပြီးဆင်းလို့ရပြီဆိုပြီးတော့ဟိုဟာဖြစ်တယ်ဗျာလက်ခံသွားပြီဗျာကျွန်တော်မနေ့ပြန်စပြီးတော့လှုပ်ဆင်းရမှာကျွန်တော်အဲ့ဒီလောက်ကကျွန်တော်ကဒီအင်္ဂါနေ့ကနေပြီးတော့တနင်္ဂနွေနေ့ထိကိုကျွန်တော်လုပ်ပေးရမှာညနေပိုင်း9နာရီကနေစပြီးလုပ်ပေးရမှာချက်ရော်ဆိုင်မှာလုပ်ပေးရမှာအဲ့ဒီလောက်ကမနေ့ပြန်ကျရင်ကျွန်တော်စပြီးဆင်းရမှာဒီနေ့ဆောင်းမွဲပြီးရဆိုတော့ကျွန်တော်ကျောင်းပေးရက်ကိုဒီဘန်ဟာကအတန်ကျောင်းပေးရက်ကတစ်လကျော်ပိတ်မှာဆိုတော့ကျွန်တော်အာဘာလူချင်တာနဲ့ကျွန်တော်ရှာလိုက်တာဗျာအဓိကပြောချင်တာကဒီဗီဒီယိုလေးကိုပြောချင်တာကအဓိကအင်တာဗျူးကိစ္စဗျာအလုပ်တွေကိုအင်တာဗျူးသွားဖြစ်လို့ရှိရင်အစပိုင်းကကျွန်တော်တို့တော်လေးကိုခက်ခဲရှိရဗျာဒီတထေးပုံနံပါတ်တွေဆက်တာတို့အင်တာဗျူးဖြေဖို့ဆိုပြီးတော့တထေးပုံနံပါတ်တွေကိုဆက်ပြီးတော့ရှိန်းတာတို့နောက်လို့ရှိရင် message ပို့တာကတော့အဆင်ပြေဗျာ message ပို့တာတော့လွယ်တယ်ဒီတထေးနဲ့ဖုန်းပြောတဲ့အခါတွေနောက်လို့ရှိရင်အင်တာဗျူးသွားတဲ့အခါတွေမှာဆိုလို့ရှိရင်ကိုရက်စကားဆက်ရောက်ရှင်မရတော့ကြတော့တော်လေးကိုတိုင်ပတ်တယ်ဗျာအဲ့လိုကြရင်ဘယ်လိုခံစားရလဲဆိုရင်လို့ငါရှေ့ကစီနီယာဘလာဆိုရင်ဘယ်လိုဖြေမလို့ဒီမှာခဏလောက်ဝင်ပူးသွားရင်ကောင်းပါပဲလို့ဒီမှာကိုရတယောက်ကပဲကိုစီကိုဝင်ပူးပြီးတော့အဲ့လိုအင်တာဗျူးတွေဝင်ဖြေပေးသွားရင်ကောင်းပါပဲလို့စဉ်းစားရဗျအဲ့လိုစိတ်ကူးရင်တော့ဗျာဒါပေမဲ့နောက်ဆုံးသက်ကတော့ကိုယ့်အနေကိုပဲလုပ်ရဗျကိုယ့်အနေကိုလုပ်မှရဘယ်သူမှလည်းလာပြီးလုပ်ပြီးလို့မရသလိုအဲ့လိုကိုယ့်အနေကိုပဲဖြေသွားတာအင်တာဗျူးဖြေတာကျွန်တော်ကြောက်တော့ဆိုလို့ရှိရင်အင်တာဗျူးလိုက်ဖြေရဗျာတချို့လုပ်တွေဆိုလို့ရှိရင်မရမန်းသိရဲ့အလုပ်တွေကိုမှကျွန်တော်အင်တာဗျူးတွေ့ကြုံလို့ရှင်လို့ဆိုပြီးတမင်သက်ဘတ်စကားကအကုန်ခံပြီးတော့သွားဖြေတဲ့အင်တာဗျူးတွေအများကြီးရှိတယ်အဲ့လိုမျိုးအင်တာဗျူးတွေဖြေရင်းနဲ့မှာအခုဆိုရင်အင်တာဗျူးဖြေတာထမင်းစားရည်တော့ဗျာဘယ်လိုရှင်းဖြေသူတို့မေးနေတဲ့မေးခွန်းနေတာရကိုယ်ရဲ့တီးပြီးသားကြီးဗျာတော့မပြင်းမစင်မနဲ့ကောက်ကငန်သွားပြီးဖြေလို့ရဗျာအခုအင်္ဂါဗျာပြောချင်တာကိုကြောက်တဲ့အရာဆိုလို့ရှိရင်လုံးဝမလုံဖဲတဲ့နေရာနဲ့ဆိုင်ကိုကြောက်တဲ့အရာဆိုလို့ရှိရင်လုံးဝမကျွမ်းကျင်တဲ့လုပ်ဆိုရင်ဖိလို့ဗျာဖိလို့ဆိုရင်နောက်ပိုင်းအဲ့လောက်ကထမင်းစားရည်တော့ဖြစ်သွားအခုဆိုကျွန်တော်ဆိုင်ရှင်နဲ့အင်တာဗျူးရဲ့လုပ်ဆိုရင်ကျွန်တော်အခုထမင်းစားရည်တော့ပဲအခုဘယ်ရင်အခုကောက်ပြီးတော့ဖြေလို့ရှိရင်အခုရတယ်ဗျာအဲ့လိုမျိုးနောက်ပြီးတော့ဆိုင်ရှင်တော်များများလည်းအခုနောက်ပိုင်းကျတော့ကျွန်တော်ဖြေပါများတဲ့အင်တာဗျူးတွေ့ကြုံနေများလာတော့ဖြေတဲ့လာတော့ကျတော့လက်ခံမှုပါဆင့်ကများတယ်ဗျာအဲ့လိုမျိုးလုံးဝမရတဲ့လုပ်ဆိုတာဗျာနည်းနည်းရှားလာဗျာအင်တာဗျူးလက်ခံနိုင်တဲ့ chance တွေကများလာတယ်အားကြောင့်မို့ဒီဗီဒီယိုလေးလောက်ရတဲ့ရွေးချက်ကဒီနေ့ကရောက်ခါစားတငယ်ချင်းတွေအကုန်လုံးအင်တာဗျူးတွေပါကြောက်တာစီဆိုလို့ရှိရင်များလုပ်ပါအင်တာဗျူးများဖြေပါတချို့လုပ်တွေလက်မခံလည်းဘာမှမဖြစ်ဘူးလိုက်ဖြေအင်တာဗျူးတွေ့ကြုံအတွက်ပဲလိုက်ဖြေကျော်ဆိုရင်အဲ့လိုလိုက်ဖြေခဲ့တဲ့အင်တာဗျူးတွေအများကြီးအဲ့လိုအင်တာဗျူးတွေကိုကြောက်ခဲ့တဲ့အရာကြီးအခုချိန်မှာဆိုလို့ရှိရင်ကိုကထမင်းစားရည်တောက်ကြီးဖြစ်နေဗျာအင်တာဗျူးဖြေရဆိုရင်မခုံတော့ဗျာအဲ့လိုမျိုးကျွန်တော်ဆိုချင်အခုကိုရရက်ွက်တကလိုက်ပြီးအင်တာဗျူးမှာဆိုင်တကလိုက်ပြီးအင်တာဗျူးလိုက်ဖြေဘူးလေဗျာအားကြောင့်မို့စီနီယာပြောပြတဲ့အလုပ်ဒီမှာလည်းဖြေဘူးတယ်ကိုယ်တိုင်အဲ့ application ချပြီးတော့အလုပ်ဒီမှာလည်းဖြေဘူးတယ်ကျွန်တော်ဆိုလို့ရှိရင်အတော်များဖြေဘူးလေဗျာအလုပ်တွေအဲ့လိုပဲကိုကြောက်တဲ့ຢာဆိုရင်ဖိလို့ပါတားကြီးမကြောက်ပါနဲ့အဲ့လိုမျိုးအဲ့လေးပြောချင်တာပါဒီနေ့ဗီဒီယိုလေးကတော့အဓိကတော့ကြောက်တဲ့ຢာကြီးကိုလုံးဝကြီးမျက်လုံးကြီးမှိတ်ပြီးတော့လုံးဝကြီးမထိမတွေ့ကြီးလုံတာနဲ့စားလို့ရှိရင်ကြောက်တဲ့ຢာကိုဖိလို့မကျွမ်းကျင်ဘူးလားထုတ်တစ်ခါလို့မကျွမ်းကျင်ဘူးနှစ်ခါလို့သုံးခါလို့လေးခါလို့ကြာလို့ရှိရင်ဘယ်သူမှမခံနိုင်ဘယ်ຢာမှကိုယ်မရှင်းနိုင်အဓိကကြောင့်မကျွမ်းကျင်ဘူးဆိုရင်ဖိလို့ပါဒါပဲရှိတယ်လောကကြီးဖုံးတာရှင်းလေးပဲမကျွမ်းကျင်ဘူးဆိုရင်များလေ့ကျင့်များလုပ်လို့ရှိရင်အဲ့ဒါကိုယ့်ရဲ့ထမင်းစားရည်တော့အလုပ်ဖြစ်သွားတာဒါပါပဲကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်တွေကတော့ဒီဟာမကျွမ်းကျင်တဲ့အရာဆိုရင်မကြောက်ပါနဲ့များလုပ်ပါအဆင်ပြေပါနေမယ်ဘိုင်